စီယုံခဲ့တယ်တိုက်တွန်းခဲ့တယ်လက်ဆောင်တွေလည်းပေးပြီးတော့ကဲမတွေပါတက်ခိုင်းတယ်ပြီးတော့မှအဲ့မှာကျွန်တော်ကဲတချင်ရခဲ့တာဖြစ်ပါတယ်အဖေနဲ့မိတ်ဆက်ဖခင်နဲ့မိတ်ဆက်ပေးတာကျွန်တော်ရဖြစ်ပါတယ်အာမင်အဲ့ဖေကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်တချင်ဖို့ဆိုချင်ပါတယ်လောကရဲ့တရားများကျွန်တော်ကြုံဆုံးလာတဲ့ပြန်သစားမြတ်လို့ဒီဝါရဲ့လုံးကတရားများကိအောင်အဖေရဲ့လက်များချမ်းနူးညံ့နေပါတယ်တို့ဟာကြည့်ပြန်လာဝါစကုတ်တဲ့မှာဒီကားရလဲချာချင်အဖေရဲ့လက်များဆွဲလို့သူနေစေကျွန်တော်နဲ့နူးညံ့မှုတဲ့တောင်းဆုံးသေးတဲ့ဘဝဖြစ်တဲ့အသေးရှိနေတဲ့သူတမ်းမချင်တာနဲ့လောကရဲ့တရားများကျွန်တော်ကြုံဆုံးလာဒီချိန်မှာဖေးလက်များမြင်ရောက်လာအပြုံးမရှိခြင်းနဲ့မစိုးစလုံးမဖန်တူကျွန်တော်တဲ့ပြေချွေးတဲ့စေပြီးလေအပူစလုံးတဲ့သူကျွန်တော်ရဲ့လုံပြေဖို့ဘူးလောင်ခဲ့ရသူအဖေရဲ့လက်များချမ်းသာနေပြီလေတော်တဲ့နူးညံ့မှုတဲ့တောင်းဆုံးသေးတဲ့ဘဝတွေတဲ့အသေးရှိနေတဲ့သူတမ်းမတဲ့နာနဲ့လောကရဲ့တရားများကျွန်တော်ကြုံဆုံးလာတဲ့ဒီချိန်မှာအဖေလည်းများနေရောက်လာလောကရဲ့တရားများတော့ကြုံဆုံးလာတဲ့ဒီချိန်မှာဖေးလက်များရောက်လာကျွန်တော်ရဲ့နိုင်ကိုကြားချင်ကောင်းချင်ပါစေ